ကျွန်တော်ဒီနေ့တော့အသစ်ဝယ်ထားတဲ့ကင်မရာလေးဒီ DJI Osmo Pocket 3လေးဆိုင်းနေပေါ့နော်ဒီနုံဘုံ Lake Park ကိုသွားမှာပေါ့နော်ပြီးရင်အနာတစ်ဝိုက်ကိုသွားလဲမှာပေါ့နော်ဒီနေ့အားလဲအားနေရတယ်ပေါ့နော်ကျွန်တော်ပုံမှန်ဆိုရင်တော့ဖုန်းနဲ့ရိုက်တာပေါ့နော်ဖုန်းနဲ့ရိုက်တာဒါပေမဲ့လည်းဖုန်းနဲ့ရိုက်တာကအဆင်မပြေဘူးပြပေါ့ပါမရှိဘူးအားနဲ့ကျွန်တော်အစက DJI Osmo Pocket 4စောင့်နေတာပေါ့နော်စောင့်မယ်လည်းဒါပေမဲ့လည်းစိတ်မရှိရနဲ့ဒါပေမဲ့လည်းဈေးကလည်းတအားတန်ညူရဆေးချိုင်းခါလဲကြုံလိုက်တော့တာဝယ်ပြစ်သွားပါတော့ဝယ်နေဒါလေးနဲ့ဒီ Osmo Pocket 3လေးနဲ့ဆိုင်းရရင်နဲ့ကျွန်တော်ရဲ့ပန်းချံကိုသွားမှာပေါ့နော်ကျွန်တော်တို့လိုက်ခဲ့ပါပန်းချံတွေကိုစဝင်လာခဲ့ရပါတော့။သူကပန်းချံသူကနိုင်ငံအမျိုးအစားလိုက်ဆိုပြီးသူကလှုပ်ထားပါတော့။အရင်တော့ဟောမဖြစ်ပေမဲ့ဒါပေမဲ့အေးချမ်းချမ်းလာခြင်းတော့အရင်ကောင်းတယ်။လူလဲလုံးဝလူလဲရှင်းတယ်ကွာ။ဒီအဲ့လိုအေးစစ်စစ်လေးလာထိုင်ဒါတကယ်ကိုအေးချမ်းဆုံးနေရပဲ။အဝင်ကြီးကလည်း10ဘက်ပဲပြည့်ရတယ်။ကြိုက်တဲ့လောက်လက်ကျွန်တော်ကဆက်လေလိုက်အောင်မယ်။ဒါတော့ပူပိုင်း data ပြန်ပြထားတယ်ပြပြန်ပါတော့အဲ့ဒါဆိုကျွန်တော်ဒီလမ်းကိုရှောက်ရဲမှာပေါ့မသိရင်ဟိုစိန်ဆိုင်ရီတော့လည်းရောက်သွားတဲ့အတိုင်းပဲတယောက်တွေကလည်းတယောက်တွေလက်အံနေဖွကြီးကလည်းကြီးရယ်စွမ်းဆိုလက်အံလို့လိတ်တယ်တော်တော်လေးကိုအေးချမ်းနေဗျ
နေလဲပူလာလို့ခဏထိုင်တာနဲ့ပန်းချံရအကျယ်ကြီးပဲဗျပြောရမယ်ဆိုရင်တော်တော်ကိုကျယ်လဲကြပတ်ဆိုင်လဲအများကြီးပဲပေါ့နော်အဲ့ဒါကိုမှလုံးဝ10ဘတ်ထဲပေါ့နော်10ဘတ်ထဲအဓိကတော့ပန်းပင်နေအပင်တွေကလုံးဝအစ်စ်တွေကြီးပဲဘလို့တော်တော်လေးကိုထိမ့်သိမ်းထားရဗျအခုဆိုလဲကျွန်တော်ကိုရီးယားစတိုင်ပန်းချံပုံစံပေါ့နော်ကိုရီးယားစတိုင်ပန်းချံပုံစံရအောင်တယ်တရုတ်စတိုင်ပြီး English style အဲ့လိုမျိုးပေါ့နော် Japan style ဆိုပြီးမျိုးရှိအောင်ပေးရေပုံစံမျိုးထင်တယ်အေးရှန်စီရောက်ပါနော်Asian City ကိုလမ်းလျှောက်ပြီးပတ်မှာပေါ့နော်ပတ်နိုင်မလားဆိုတော့တစ်ချက်တော့ကြည့်ရမယ်နေရာစုံရအောင်လို့ဆိုပြမှာအစား e-bike ငောင်းလို့ဒါပေမဲ့ကျွန်တော်လမ်းလျှောက်ပဲပတ်လိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်တစ်ချက်လိုက်ကြည့်ကြည့်ပါ
ချက် CD တဲ့။အဲ့ဒါပြောရရင်ဘာမှတော့မရှိဘူး။ဒီတိုင်းပဲဒီဖျားတွေပဲပေါ့နော်။သူကထိုင်းပုံစံမြေပုံကလောက်ပြီးမှကျွန်တော်တိုင်းလိုက်ကြည့်ရလို့ပါပဲ။ဒါပေမဲ့သူကကစားပွဲနေတော့မပါဘူးပေါ့ဒီတိုင်းဖျားအကြောင်းကြီးကြီးပဲ။နိုင်ငံလုံးနိုင်ငံအသေးစားပုံစံလောက်ထားပြီးတော့မှအဲ့လိုမျိုးပေါ့။ကိုယ်ဆိုရင်ကျွန်တော်ချင်းမိုင်ရောက်နေတာပေါ့။ထိုင်းညောက်ပိုင်းရောက်နေတာပေါ့။ဘာမှတော့ထွေတူးတော့မရှိပါဘူး။လေကြပတ်စရာလीဆက်သွားလားရှောက်ကျွန်တော်ဟိုဘန်ပူ recreation center ကိုဆက်သွားမယ်ပေါ့နော်ဒီကနေနည်းနည်းလေးတော့ဆက်သွားမယ်ကမ်းခြေလိုမျိုးနေရာပေါ့ကမ်းခြေကိုသွားမှာပေါ့နော်အဲ့မှာအခုစောင်းရည်ဖြစ်တဲ့အတွက်စောင်းကုန်ငယ်လေးရှိပြောတယ်အဲ့ဒါသူတို့အစားတော့ကျင်းနဲ့သွားမှာပေါ့နော်ကမ်းခြေကိုဆက်သွားမယ်ပေါ့